အားလုံးပဲမင်္ဂလာပါကွယ်ဒီချက်ဒီနေ့မင်းတို့ကို sharing လုပ်ချင်တဲ့သင်ခန်းစာလေးကတော့ A-Maths မှာပါတဲ့ factor နဲ့ polynomial unit 3ရာသင်ခန်းစာလေးပဲဖြစ်ပါတယ်ကဲဒီချက်အားဆိုရင်ဒီနဲ့တူလိုက်ပြီးတော့တွက်ကြည့်အောင်เนาะ screen share လိုက်မယ်ဟုတ်ပြီဒီချက်အဲ့မှာ screen share လိုက်တော့အဲ့တော့တာသမီးတို့เนาะအဲ့တော့ကြည့်ပါအောင်ဒီနေ့သင်မယ့်သင်ခန်းစာလေးကပါလဲ factor and polynomial เนาะအဲ့တော့ factor နဲ့ polynomial ဆိုပြီးတော့ခေါင်းစဉ်ကြီးဖြစ်ပေမဲ့เนาะတကယ်တော့အချက်တိလိုက်လွယ်လွယ်လေးပဲဘာမှကြောက်စရာမလိုဘူးเนาะဟုတ်ပြီ factor ဆိုတာဘာလဲမင်းတို့ငယ်ငယ်တော့သင်ခဲ့တယ်စာခွဲကိန်းနေဥပမာ12အဲ့တော့12ရဲ့ factor တွေကဘာတွေဖြစ်မလဲ12 factor တွေက2 3 4 6เนาะအဲ့ဆိုလို့ရှိရင်ဘာဖြစ်လို့2 3 4 6က12 factor ဖြစ်တယ်လဲဆိုရင်မင်းတို့ငယ်ငယ်တော့သင်ရတယ်12ကို2နဲ့စားလိုက်လို့ရှိရင်အဲ့တော့12ကို2နဲ့စားမယ်12ကို2နဲ့စားလိုက်လို့ရှိရင်2ဘယ်လောက်လေးလဲ2 6ဆိုရင်12မရဘူးလားအဲ့တော့သူ့ရဲ့ remainder ဘာကျန်လဲ0ကျန်တယ်အဲ့လိုပဲ12ကိုဒီချေတို့က3နဲ့စားလိုက်မယ်3 4ကပါလေ12ဆိုတော့ကမှာ remainder ဘာကျန်လဲ0ကျန်တယ်အဲ့တော့12ကို4နဲ့စားလိုက်မယ်4နဲ့စားလိုက်မယ်ဆိုရင်4 3ကလည်း12ဖြစ်တဲ့အတွက်0ကျန်တယ်အဲ့တော့6နဲ့စားရင်လည်းဘာကျန်မှာပဲလဲ0ကျန်မှာပဲဒါဆိုလို့ရှိရင်အဲ့လိုမျိုး remainder တွေအကျွင်းတွေက3ညထွက်နေတယ်0ကျန်နေတယ်เนาะ0ကျန်တဲ့ဒီနာမလေးတွေကဘာလဲဆိုရင် factor ဖြစ်တယ်ဘသူရဲ့ factor လဲ12ဆိုတဲ့နာမအကြီးရဲ့ factor နားလည်နော်12ဆိုတဲ့နာမအကြီးရဲ့ factor လေးကသူတို့ဘာဖြစ်လို့ factor ဖြစ်တာလဲ divide လုပ်လိုက်ရင်0ကျန်လို့ဘာဖြစ်လို့ factor ဖြစ်တာလဲ divide လုပ်လိုက်ရင်0ကျန်လို့မှတ်ထားမယ်နော်ဟုတ်ပြီဒါဆိုရင်ဒီချေတို့က polynomial ဆိုတဲ့ထညွန်းနေပါတဲ့ဂိမ်းတွေကိုကြည့်အောင်နော်အဲ့တော့ polynomial ဆိုတဲ့ထညွန်းနေပါတဲ့ဂိမ်းတွေမှာကြတော့ဒီချေတို့ကဘာဖြစ်လဲဆိုလို့ရှိရင်တစ်ခု key တစ်ခုရှိရဆိုပါစို့နော်အဲ့တော့ key ကိုကြည့်လိုက်အဲ့ key မှာဆိုလို့ရှိရင်အဲ့တော့ဒီ key ကဘာမျိုးစားလဲဆိုရင် h2 minus 3h square minus 33h plus 35 equal to 0ဆိုတဲ့ key ပေါ့အဲ့ key ကိုဒီချေတို့ကဖွင့်ရမယ်အဲ့တော့ယူဖွင့်ဖို့အတွက်သူ့ရဲ့တော့လို့တယ်နော်အဲ့တော့အစဉ်ပြေတဲ့တော့နဲ့မှဖွင့်လို့ရဒါဆိုဒီ key ကိုဒီချေကဘယ်တော့နဲ့ဖွင့်မလဲအဲ့တော့စဉ်းစားလိုက်တယ်နော်အဲ့စဉ်းစားလိုက်တဲ့အခါမှာဘယ်တော့နဲ့ဖွင့်မလဲဆိုလို့ရှိရင်အရင်ဆုံးဖြစ်နိုင်တဲ့ဟာတွေအများကြီးရှိတယ်နော်ဒီမှာအဲ့တော့အရင်ဆုံးဘာ key လေးနဲ့ဖွင့်လိုက်လဲဆိုလို့ရှိရင် x equal to 2ဆိုတဲ့ key လေးနဲ့ဖွင့်လိုက်တယ်တွေ့လားအဲ့တော့ဖွင့်လိုက်တဲ့အခါမှာဒီမှာဖွင့်လို့ရလားဆိုတော့မရဘူးဘာဖြစ်လို့မရတာလဲအဲ့တော့ x equal to 2ဆိုတာ x ညမှာဘာတွေအစားသွင်းလိုက်တာလဲ2တွေအစားသွင်းလိုက်တာနော်2တွေအစားသွင်းပြီးတော့မင်းကတွက်ကြည့်လိုက်တာဒါလေးကိုမင်းကစားသွင်းပြီးတော့တွက်လိုက်တဲ့အခါမှာဘာရလဲဆိုရင် -35 ရတယ်မင်းတို့ calculator မှာတွက်ကြည့်လိုက်ဒါမှမဟုတ်လည်းဒီတိုင်းအရှည်တွက်ကြည့်လိုက်ရင် -35 ရတယ်ဒါကြောင့်မလို့ तू ကဖွင့်လို့မရအောင်ဒီကျဲတို့ကခုနကတော့ဒီကျဲဘာပြောခဲ့လဲအဲ့ဒီ key ကိုဖွင့်မယ်ဆိုလို့ရှိရင်အဲ့တော့ factor ဖြစ်ဖို့ဆိုရင်ဘာထွက်မှာလဲ0ထွက်เนาะအဲ့တော့0ထွက်မှာဖြစ်တဲ့အတွက်2တွေအစားသွင်းပြเนาะအစားသွင်းပြီးတွက်လိုက်တဲ့အခါမှာ -35 ရတော့အဲ့တော့ဖွင့်လို့မရတာဖြစ်တဲ့အတွက်နောက်ထပ် key ချောင်းလေးစဉ်းစားလိုက်တယ်ဟာဒီတော့မရဘူးဆိုလို့ရှိရင်ဘယ်တော့ကိုဖွင့်မလဲပေါ့နောက်ထပ်ချောင်းလေးကိုစဉ်းစားလိုက်တဲ့အခါမှာ x equal to 1ဆိုတဲ့ key လေးကိုခြေတော့ဖွင့်လိုက်ကြည့် screen share တာတွေ့တယ်မလားအဲ့တော့ x equal to 1ဆိုတဲ့ key လေးကိုနဲ့အစားသွင်းလိုက်တယ် x ညမှာဘာတွေအစားသွင်းလိုက်လဲဆို1နေအစားသွင်းလိုက်တာအဲ့တော့1 3 -3 into 1 square minus 3 into 1 plus 35ဆိုတော့တွက်လိုက်တဲ့အခါမှာဒီကိန်းနဲ့အကုန်လုံးကိုတွက်လိုက်တော့ဘာရလဲဆိုတော့0ထွက်တယ်เนาะခုနအတိုင်းပဲအဲ့တော့0ထွက်သွားအောင်ဒီမှာအစားသွင်းပြီးတော့တွက်လိုက်တဲ့အခါမှာ0ထွက်သွားတယ်เนาะအဲ့တော့0ထွက်သွားတယ်ဆိုတော့ဒီမှာနော်အစာသွင်းလိုက်တော့0ထွက်သွားတယ်0ထွက်သွားတော့ဒါဆိုလို့ရှိရင်ဒီရှေ့တော့ဘာသွင်းလိုက်တာလဲ x equal to 1သွင်းလိုက်တာအဲ့တော့ x equal to 1ဆိုလို့ရှိရင်မင်းကမှတ်သားမယ်1ရဲ့ sin set opposite ကဘာလဲဆိုရင် -1เนาะ x equal to 1ထည့်သူ့ရဲ့ factor က polynomial ဖြစ်တဲ့အတွက် x equal to -1 ဖြစ်မယ်เนาะ key လေးကဘာလဲဆိုလို့ရှိရင်
x equal to 1ဆိုလို့ရှိရင်အဲ့တော့ factor ကဘာဖြစ်လဲ polynomial တွေဖြစ်တဲ့ကွယ် x minus 1သူ့ရဲ့ sign လေးကဘာဖြစ်လဲသူ့ရဲ့ sign လေးက opposite ဖြစ်တယ်ဒါလေးကိုမှတ်ထားဒါဆိုလို့ရှိရင် x equal to minus 1ဖြစ်တယ်ဆိုရင်သူက x plus 1ဖြစ်မယ်ဒါဆိုရင်အပြန်လန်မင်းတို့စစချင်းသင်ရတဲ့ exercise တွေကနော် x equal to 1နော်အဲ့တော့ပေးထားတဲ့ကိန်းစဉ်တန်းကြီးကို let f of x လို့ထားပြီးတော့နော်အဲ့တော့ x minus 1 factor ဖြစ်ကြောင်းပြတယ်ဆိုလို့ရှိရင်အဲ့တော့ f လို့ပြောထားတာဖြစ်တဲ့အတွက်မင်းက f of 1 x minus 1ဆိုရင် f of 1 x plus 1ဆိုရင် f of minus 1ဒါဆိုရင်ဒီကျဲတို့ကအပိုင်းကိန်းအနေနဲ့ပြောမယ် 2x minus 1ဆိုရင် f of ဘယ်လောက်ရမလဲ f of 1 by 2အဲ့တော့ 3a plus 2ဆိုရင် f of ဘယ်လောက်ရမလဲ f of minus 2 by 3အဲ့တော့ဒီနှစ်ခုကဘာလဲเนาะအပြန်လန်ဆိုတာကိုသိရမယ်အဲ့တော့အကောင်ဒီ r တွေအစားသွင်းလိုက်ရင်ဘာထွက်ရင်လဲအနည်းဒီက factor theorem 0ထွက်လို့ရှိရင် factor ဖြစ်တယ်နားလည်လားကဲဒါဆိုလို့ရှိရင်နောက်ထပ် long division တွေတွက်တာတွေကိုဒီကျဲတို့နောက်ဗီဒီယိုမှာတူလိုက်တော့မှာเนาะ